ကဲဒီနေ့ကအလုပ်ပိတ်ရလေးဆိုတော့ဗျာမနဲ့စောကြီးအိတ်ချင်မှုတို့နဲ့ထားပြီးချက်ထားတယ်ထောဘက်ထမင်းရဲ့စိတ်ဓာတ်ဟင်းကိုဆွဲပြီးတော့ချိန်ထားတဲ့ဘောကနှစ်ကောင်စီကိုတုံးမယ်ဒီကောင်လေးဘာပလန်တွေဆွဲထားလဲတော့မသိသေးဘူးကဲဆက်ကြည့်လိုက်ပါဦးရေသွားကူးမယ်စားထွက်လာရဲ့စောက်တလွဲကြီးကွယ်ဖာလူတာလေးတောက်ရှင်ဖာလူတာလေးကောက်ဝယ်ပါကြီးပဲကားရောက်လာအေးစောက်ရေးပါနေရောက်တော့ကားနေတိုင်းနဲ့တွေ့ပါလားတီတီညီညီလေးထားသားမှာကွာဒါလောကရန်တရားရဲ့ပုံမှန်ပြက်ကွက်တီပါမင်းဆောက်ခွက်ကြီးပဲပြဟုတ်တယ်ဆောက်ခွက်ကြီးပဲပြဒီနေ့လုပ်ပြမဲ့ plan ကလက်ကျန် walkie ရဲ့ BR ကိုနိုင်ကြလောက်တောက်မယ်ဂီတာ TV တစ်ချင်းဆိုမယ်ရေးချင်စိတ်ရှိရင်တော့ရေးမယ်ပြီးရင်ရေးတော့ကူမယ်အချိန်ရှိသေးရင်တော့ရှောက်သွားမယ်အဲ့ဒါပဲဒီဘဝကိုကိုင်းရအောင်ဒါကဖွင့်ပြတယ်ဘဝဒီမှာလည်းရတယ်ဗျာငါဆိုလို့ရှိတယ်မဟုတ်တာပဲမှာဒီမှာကြောအဲ့လိုကြောလေကြားမယ်ဟိုမှာဘာညာရတယ်ပေါ့ဗျာဒီကောင်ရှစ်ချက်ဒီကောင်လေး try နေမယ်ဗျာဒီကောင်လည်းဆွဲရမှာဟုတ်တယ်ဒီကောင်ကိုစားဘူးအလူကြောယူဘုံရဆန်းနေကြည့်အလူကြီးချိန်ဝင်ရပြီးစီပါပြီသဒနာလေးပါအောင်ဗမာသွားတော့ရောက်ခဲ့ပြီ good စမ်းကြည့်တယ်ရှစ်ဘယ်လိုပါကြပါပါဟမ်ဒီလားဟုတ်ပြီပါဟုတ်ပြီပါတယ်စလိမ့်ပါဒါကြောင့်တွားမယ်ဟာဒါတော့ချစ်သူလမ်းကြားလေးကောင်းလားဆိုကောင်းပါရဲ့ပေါ့ပြောကောင်းတယ်ပဲပြော too far stumble through the dark tripping to the stars I know you want the dreams to come to life I know just what you like don't be surprised I can read your mind yeah I can read your mindအဲ့ဒါပြီးကြရင်သွားကူးမနေရတယ်ငါ့တော့ဘူးတော့ဖုန်းပါမတီးဘူးဟုတ်လားမဟုတ်တာပေါ့ဟုတ်တယ်အမှတိုးတော့မိုးရတာမိုးကြကြပါအဲ့တခုပဲကြည့်ရ I know that you don't like to be alone you need someone to hold it's what you need the most
ဒီပိုင်းသမားလေးပါဒီပိုင်းသမားလေးတော့တွေ့ရင်တော့လဲဗီဒီယိုကြီးဖြစ်ဓာတ်ပုံနော်ရှက်တက်လို့ပဲကိုယ်ရှက်တယ်လားတဲ့လား ချောနေရဆောက်ပဲ ဟုတ်တယ်ဝေးကြည့်ကြည့်လိုက် ဟုတ်တယ်နော်စမှုဖြစ်ကြာမှလို့ရဒီနေ့တော့ဘုရား 哇，你是烧饭，烧 စာလေးဘာလို့ဖတ်နေရလဲဝရတ်ဟာ ခြေတောက်ပါမချိုးရတောက်ပလိုက်တော့ တော့ကြည့်ရတယ်ဒါကတော့ဒါပါပဲပြီးပါပြီဆိုတော့ channel လေးကို like and subscribe လုပ်ခဲ့ပေးဘာဖြစ်လဲဆိုတော့ပတ်စံရမယ်ပတ်စံရမှာကျွန်တော်တွေကပတ်စံမရှိတဲ့လူတွေကိုထောက်ပံ့ပေးနိုင်ပါပတ်စံမရှိတဲ့လူတွေကဘယ်လိုလဲဆိုတော့ကျွန်တော်တို့ပဲအဲ့တော့ like and subscribe လုပ်ခဲ့ပေးကျေးဇူးများတင်တယ်နောက်တစ်ဗီဒီယိုလာမယ်ဘတ်တူလဲလာမယ်နောက်တစ်ဗီဒီယိုလာမယ်ကွာဒါပဲကျေးဇူးများတင်တယ်နော်ဒါပဲ